ရိုးဆရာပြောတာနောက်ကအဲ့လိုပုံစံမျိုးတွေဝတ်မလာနဲ့မကလေးကစိတ်ကမခိုင်တော့ဘူးမဟုတ်ဘူးပြောတာမင်းဘာဖြစ်ကျင်တာလဲဒီဆရာတစ်ပတ်တွေမှာနင်ဘယ်သူ့ကိုသဘောကျနေလို့လဲတင်နှန်းကာလောက်မပြောတော့ဘူးပြောတော့ကျွန်တော်ဆရာတဲ့သဘောကျတယ်ရှိတယ်ဘယ်သူလဲဆိုသူ့ကိုရွေးတယ်ကြက်ဆရာကြက်အမေရိကန်ချင်းမိနေတာလားပြောဆရာအမှန်တိုင်းပြောဟုတ်တယ်ဟာပိုင်မဲ့ပါပညာလာတင်တာလေးငါကောင်ပဲဘယ်လိုလဲမင်းကလည်းအဲ့လိုမလုပ်အောင်လို့ဒီဘက်ကြီးရီစားထားဘူးလားရီစားထားဘူးလားထားဘူးလေသူနဲ့ဘယ်သူချောလဲမင်းအရင်ရီစားနဲ့မင်းအရင်ရီစားနဲ့သူနဲ့ဘယ်သူချောလဲဟောဒီရောကဘူးချောတယ်စိတ်ပြတယ်ကွာငါတကယ်ဟဲ့အောင်အဲ့ဟိုဟဲ့ပြပြဒီဘက်ကြီးဟဲ့ကဲအဲ့ဒါသူတို့ဒါတငယ်ချင်းနေတာဆရာတပည့်ကဏ္ဍပုံစံမျိုးတွေပေါ့နော်ဒါဆိုပီယာသိန်းသမီးရတယ်ဟိုဘက်တယောက်ကိုအဲ့ပြပြလည်းမချန်ဘူးတဲ့မင်းအဲ့နှစ်ယောက်လုံးချစ်တယ်ဆိုငါပြောပါမယ်မကြီးပညာသင်တဲ့ကမရအသေးလေးဒီကိုကျန်ပညာသင်တဲ့ကမှာအဲ့လိုစိတ်ရိုင်းနေဝင်လို့မရဘူးဒါကိုမကြီးလို့သဘောထားရမှာလေမင်းမက်ဆီတက်မှာ तू ကတော်တော်လှနေလို့လားလှနော်ဒုက္ခပဲငါတင်တယ်ငါတင်တော့ဘာယူတဲ့နဲ့ရွေးလိုက်လဲဆိုတော့ငါတင်တော့တင်တယ်တကယ်ကွာမတတူပညာနဲ့မိဘကိုလုပ်ကြည့်အောင်ပါလေရှောင်းရဲ့ဟမ်အဲ့အောင်တို့ကျန်မိဘကိုလုပ်ကြည့်အောင်ပါလေမင်းအဲ့လိုစိတ်မကစားဘူးမင်းတပ်ပနဲ့နေလေပြောဟမ်14နှစ်ဆိုမင်းကလေကိုမိုက်ကြောက်လို့ဘောထားလို့မရဘူးလားတီးဟမ်အဲ့နေကဘယ်လိုသဘောရလဲအဲ့ကလေးကပတ်သက်ကြီးသားသမီးသူ့မိကကားကိဘထောင်းတာပြောအတိုင်းအကြီးဝိုင်းကြီးတွေကငါရဲ့သားတစ်ပည့်ဖြစ်တယ်ဒီကလေးကနင်ဘယ်လိုသဘောရလဲတူလေးတွေပါနင်ကတူလေးသဘောထား तू ကစိတ်ရိုင်းနေဝင်နေဘူးမှာဟဲ့ပြပြဟဲ့နင်လည်းဆိုရွယ်တူတော့ပဲတိတ်မကွာဘူးဟုတ်တယ်ဟမ်ဒီရပဲကွာတာတဲ့ကဲတာတီကိုကြမ်းဟဲ့တို့ကြမ်းမင်းစရာကြီးမှာတနေ့တိတင်တဲ့တက်မှာနော်အဲ့လိုမျိုးပဲလှတဲ့မင်းကလေးတွေကငါ့တီကိုရောက်လာမှာပဲဒါဆိုဆရာချောတဲ့တော့တပည့်ချောလေးတွေလာမှာအဲ့တော့ပြောချင်တာမင်းအဲ့လိုမျိုးခဏရေခုံနေလို့မရဘူးအချိန်နဲ့သူတို့ပြန်သွားရင်မင်းပဲတဲခွဲပြီးကြံခဲ့မှာဟဲ့အောင်ရဲ့အချိန်နဲ့သူတို့အိမ်ပြန်ကြမဲ့သူတွေဘယ်လိုလုပ်မလဲမင်းဘယ်လောက်နဲ့တင်အောင်မလဲပြောဆရာပြောမင်းဘယ်လောက်နဲ့တင်အောင်မလဲ तू ကလက်ခံခဲ့မယ်ဆိုရင်ဘယ်လောက်နဲ့တင်အောင်မလဲလက်ကားတော့ဘယ်ရမလဲကွာသူများကသားသမီးကိုမင်းကလေဘယ်လောက်နဲ့တင်အောင်မလဲမသိလို့မရဘူးနင်ကဘယ်လောက်တော့တိတ်တစ်ထောင်လောက်ဆိုစစ်ပြီလားနဲတာပေါ့နဲလို့လားပြောလေမဟုတ်ဆရာဖို့တောင်းမိမယ်နဲလားဘယ်လောက်လိုချင်တာလဲမယူချင်လို့မရဘူးနေယူရမယ်ငါပြောပြီးသားသူ့မရကျင်ရပါချပေးဖို့ငါ့ကိုမှာပြီးသားဟဲ့နော်အဲ့ဒါလေးလိုချင်မင်းတကယ်ချစ်မိနေတာလားပြောဟမ်အေးဟုတ်ပြီအေးနဲ့မကွာမင်းကွာငါကွာအကောင့်တွေကတော့မင်းကိုမနာလို့ဖြစ်နေတာမဟုတ်ဆရာလည်းမင်းလက်တပဲထည့်ပေးလိုက်မယ်မင်းတကယ်လိုချင်တယ်ဆိုမင်းလက်တပဲထည့်ပေးလိုက်မယ်လာဟောပြတပုံလေးကတော့အမတည်းတွဲရလိုက်အောင်လားမှတ်တမ်းလေးပါသွားတာပေါ့သူစင်ကူသွားပြန်ခဲ့သည်ရှိတော့မင်းအသက်ကိုမကြံခဲ့ရအောင်လို့ဆရာပြောပြတာလေတပုံလေးကြည့်တော့လွမ်းလို့ရတာပေါ့ကွာလာမတည့်ရလာတပုံလေးရိုက်ပြီမရိုက်ဘူးတွေပါမလို့နဲ့နေငါသားတပည့်ဆန္ဒတော့နေဖြစ်စီပြလိုက်တပုံလေးတော့ရိုက်ပြီသူ့မှာအဲ့လောက်တော့ပိုင်ဆိုင်ခွင့်ရှိတယ်ငယ်ရွယ်နဲ့ခံစားနေရတာအေးငယ်ရွယ်နဲ့ခံစားနေရတယ်ဒီကောင်ကြီးတွေကဘိန်းသားတွေမနာလို့မဖြစ်နဲ့မရဘူးကဲဘယ်လိုလုပ်မှလဲအဖြစ်ပြလိုက်မှလဲဘယ်လိုလုပ်မှလဲဆိုဟဲ့စဉ်းစားအောင်မယ်စင်ကူခေါ်ရမယ်ဟာဘာလို့မရောင်းစားမှလားငါဘယ်လိုအဲကွန်းနဲ့ထားမယ်ကဲသားကြီးကဲမေရှိရမင်္ဂလာဆောင်မဲ့စိတ်လမ်းတောင်းလိုက်တော့နော်အဖဆရာစီစဉ်ပေးမယ်လို့ပြောတယ်လို့စင်ကူခေါ်ရမယ်တဲ့အဲကွန်းနဲ့ထားမယ်တဲ့ဟုတ်ပြီလေနော်လိုက်ပါဖို့သာပြင်တော့မင်းလည်းငါ့ညီမပညာဆက်တင်မနေနဲ့မင်းနည်းနည်းချောတာလေးတွေမြင်နေတာနဲ့မင်းကနည်းနည်းဆိုအသေးကခွဲတတ်တာဆိုဟဲ့ဒီကြီးဘာလို့လဲညင်နေတာလားလို့ဘာလို့မဟုတ်မနေပါနေကိုလည်းယူရင်လည်းယူမှာသူကလှတာဆိုကုန်ကြိုက်တယ်ချောတာဆိုကုန်ကြိုက်တယ်ဘယ်လိုနေစဉ်းစားမလားကဲခေါ်ရမယ်စင်မခေါ်ရမယ်ကျင်းစီရနော်မရပြန်ဆရာအကြောင်းပြပေးမယ်နော်โอเคနော်နေမနာတို့ကျတော့ဘဲတော့ကြည်လို့ပါနော်တင်နှမ်းမှာဆိုတင်နှမ်းသားကြီးသူ့နားမှာပဲဝဲလဲတယ်တနောက်လို့တော့မရမဟုတ်တာတွေပါမဟုတ်ဘူးငါတပည့်တွေကိုတက်ခွဲလို့ငိုကယူကဖြစ်လို့ကနေအချိန်နဲ့ပြောင်းသွားလို့ကတော့ငါခွန်လိုက်ချာမနေစင်ကူဒီ